လာပါဒေါက်တာဝမ်ရဲ့ One Space ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျမကအေးရေးပြတ်ခြင်းနဲ့စိတ်ကျန်းမာရေးနဲ့ဘယ်လိုဆက်ဆက်နေလဲဆိုတာကိုမျှဝေပေးခြင်းတယ်အဲ့တော့ကိုပြန်စဉ်းစားကြည့်ဖို့ကအကြောင်းမရှိဘဲနဲ့ငါကအမြဲတမ်းစိတ်တုန်နေလားအာယုံစိုက်တာတွေအရန်ခက်ခဲနေလားစိုးရိမ်စိတ်တွေအရန်လွန်ကဲနေလားဒါဆိုလို့ရှိရင်တော့ဒါဟာစိတ်ကြောင့်မဟုတ်ဘဲနဲ့အေးရေးပြတ်နေခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်အဲ့တော့အိတ်ဆက်ခြင်းနဲ့ကျမတို့ရဲ့အုံနောက်နဲ့ကဘယ်လိုမျိုးဆက်ဆက်နေလဲပေါ့နော်တကယ်လို့ကျမတို့ဒီအိပ်ပျော်သွားတယ်ဆိုလို့ရှိရင်အုံနောက်ကအနာမရအောင်ဘာဆက်လုပ်နေရလဲဆိုတော့တနေ့တာလုံးအတွက်ကြုံခဲ့တဲ့ဖိစီးမှုတွေခံစားချက်တွေအစိတ်အတောက်တွေဒါတွေကိုရှင်းလင်းပြီးတော့ကိုယ့်ရဲ့emotions တွေခံစားမှုတွေပေါ့နော်မျှတပြီးတော့ရှိအောင်လို့ညှိယူရတာပေါ့နော်အဲ့ဒါကို emotional reset လုပ်တယ်လို့ခေါ်တယ်အဲ့တော့တကယ်လို့အိပ်ပြတ်သွားပြီဆိုရင်အိပ်ရေးပြတ်ပြီဆိုလို့ရှိရင်အုံနောက်ကဒီခံစားချက်တွေကိုလုံးဝ control မလုပ်နိုင်တော့တဲ့အတွက်ကြောင့်မို့လို့ emotion တွေကအကုန်လုံးကမောက်ကမာတွေဖြစ်ကုန်တာပေါ့နော်အဲ့တော့စိတ်ကျန်းမာရေးနဲ့အိပ်ရေးပြတ်ခြင်းကဘယ်လိုဆက်ဆက်နေလဲအဲ့တော့ရေရှည်အိပ်ပြတ်လာတယ်ဆိုလို့ရှိရင်စိတ်ကျန်းမာရေးကိုပြင်းပြင်းထန်ထန်ထိခိုက်တယ်အဲ့တော့တာမန်ကိစ္စလေးပဲဒါပေမဲ့ဒေါသတကြီးနဲ့တုံ့ပြန်တယ်အရန်ဟိုမှာစိုးရိမ်စိတ်တွေပေါ့နော်လွန်ကဲနေတယ်စိတ်ဓာတ်တွေကျတယ်စရှိတဲ့ဖြင့်ဒါ anxiety နဲ့ depression ကိုဖြစ်စေဖို့အတွက်ကိုအစ9ဆလောက်ပို့ပြီးတော့ဖြစ်စေတယ်အေးရေးပြတ်ခြင်းကဟုတ်ပြီအိမ်မပျော်လာတဲ့အခါကျတော့စိတ်ညစ်တယ်စိတ်ညစ်တော့ပို့ပြီးတော့အိမ်မပျော်ဘူးအဲ့ဒါနဲ့ပဲမကောင်းတန်တရားလဲပြီးတော့ဒီထဲကနေရုံထွက်ရဖို့အတွက်ကိုရန်ခက်ခဲနေတယ်ပေါ့နော်အဲ့တော့ဖြည့်ရှင်းနည်းကြတော့ဘာလုပ်ရမလဲဆိုရင်ကျမတို့ healthy sleep routine တွေကိုလုပ်ဖို့လိုတယ်အဲ့တော့စိတ်ကျန်းမာဖို့အတွက်ကိုယ့်ရဲ့အိတ်ချိန်ကိုအရင်အနည်းမလုပ်ပါနဲ့လို့ပထမဦးဆုံးပြောချင်တယ်အဲ့တော့တနေ့ကိုအနည်းဆုံး9နာရီကနေ10နာရီအိပ်ရမယ်ဆိုတာလေလူတွေအကုန်လုံးသိပြီးသားပဲဒါပေမဲ့ကျမတို့အိပ်ရာဝင်တဲ့အချိန်အိပ်ရာချတဲ့အချိန်ကိုပုံမှန်သတ်မှတ်ရလားပုံမှန်သတ်မှတ်ဖို့လိုတယ်အဲ့တော့မအိတ်ခင်2နာရီအလိုမှာ electronic device တွေနဲ့ phone computer TV အဲ့ဒါတွေနဲ့အဝေးမှာရှိနေဖို့လိုတယ်အဲ့တော့ကိုယ့်ရဲ့အနားမှာလည်းဖုန်းကိုထားပြီးတော့မအိပ်ပါနဲ့အခန်းရဲ့အပူချိန်ကိုကြည့်ပါနောက်တစ်ခုအခန်းရဲ့အလင်းအမှောင်ကိုကြည့်ပါနောက်တစ်ခုမအိပ်ခင်မှာစိတ်ကိုအနားပေးဖို့အတွက်ကိုယ့်အတွက် relaxation techniques ကဘာဖြစ်မလဲเนาะ yoga ဖြစ်မလားနောက်တစ်ခု meditation ဖြစ်မလား breathing walks တွေဖြစ်မလားအဲ့တော့တစ်ခုခုကိုကျမတို့လုပ်ရမှာဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျမတို့ဒီဒါကနေ့တိုင်းလေ့ကျင့်သွားတဲ့အခါကျတော့မှမျက်လုံးကအကျင့်ရမှာပေါ့နော်ဆိုတော့အဲ့ခန့်ဒီမှာခုနကမူရစေးဝါးမှာဆိုလို့ရှိရင်အရက်တွေတောက်တာဆက်လိပ်တွေတောက်တာကော်ဖီတောက်တာလက်ဖက်ရည်တောက်တာအစရှိတဲ့ဖြင့်ဒါမျိုးတွေကိုလုပ်မိလို့ရှိရင်လည်းကျမတို့ကအိပ်ဖို့ရာအတွက်ကတော်တော်ကြီးကိုခက်ခဲနေမယ်เนาะဆိုတော့အေးဝအိတ်ချင်းအပြင်ကျမတို့ဒီကိုယ့်အတွက်တဘာဝအကျဆုံးဖြစ်တဲ့အကောင်းဆုံးဖြစ်တဲ့ဆေးပေါ့နော်အားဆေးတစ်ခွက်ကိုကျမတို့ကနေ့စဉ်နေ့တိုင်းတောက်သုံးရမှာဖြစ်တယ်အဲ့တော့ကျမတို့ဒါကိုစူးစမ်းပြီးတော့လေ့ကျင့်ကြည့်ကြမယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိစေခဲ့တယ်ဆိုလို့ရှိရင် like and share လုပ်ခြင်းဖြင့်မျှဝေနိုင်ပါတယ်ကျမတို့ဒေါက်တာဝါရဲ့ One Space ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ်ရှင်